ထိုင်းနိုင်ငံစံခဘူရီခရိုင်နဲ့ထိစပ်နေတဲ့ဖျားသုံးစုမြို့ဟာအိမ်အောင်စု1000ကျော်လူဦးရေ6000ကျော်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းပြစ်ခတ်တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပွားလေရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အခုတော့ဖျားသုံးစုမှာရှိတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေလုံးဝပိတ်ထားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းမြို့အတွင်းမှာမရှိတော့တဲ့အတွက်အပြန်အလှန်တိုက်ခိုက်မှုတွေလုံးဝမရှိတော့သလိုတရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေကိုသက်ဆိုင်ရာလက်နက်ကင်တွေကဖြေရှင်းပေးနေတယ်လို့ဖျားသုံးစုကဒေသခံတချို့က BBC ကိုပြောပါတယ်။ပြီးခဲ့တဲ့2023ဇန်နဝါရီ24ရက်နေ့တုန်းကတော့ဖျားသုံးစုကထွေအုပ်ရုံးစီပင်သားရလာဝကမိသက်စရဖနဲ့တခြားဌာနဆိုင်ရာရုံးတွေကို KNU PDF ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ရှင်းလင်းခဲ့ပြီး KNU အုပ်ချုပ်မှုကိုအခုဇွန်နဲ့ဇူလိုင်လတို့မှာစတင်အကောင့်ထဲပေါ်နေတယ်လို့ KNU ထံကသိရပါတယ်။ဖျားသုံးစုနဲ့တခြားမြို့နယ်တွေအတွင်း KNU ရဲ့အုပ်ချုပ်မှုအကောင့်ထဲပေါ်နေတဲ့အခြေအနေကို KNU ပြောခွင့်ရသူပတိုစောတော်နီပြောတာကသူသဖြင့်အရင်တော့ကျွန်တော်တို့ခေါ်တဲ့ထိစပ်နေမျိုးเนาะအစိုးရလည်းလမ်းမိတယ်ကျွန်တော်တို့လည်းလမ်းနေမယ်အဲဒီဂျားနေရာမျိုးပေါ့เนาะအဲ့ဒါမျိုးတွေကအကုန်လုံးလိုအောင်စစ်ကောင်စီအကုန်လုံးလဲလှုပ်လိုက်ရတယ်လေကျွန်တော်ရေတွက်အဖြစ်တော့မဖော်ပြခြင်းသေးဘူးဆိုပေမဲ့တချို့မျိုးတွေရဆိုရင်ဖျားသုံးစုလိုမျိုးဖားပုံလိုမျိုးဖားပုံမျိုးလည်းအုပ်ချုပ်ရေးလုံးပြက်ပြီးဆိုတာကျွန်တော်တို့သိရတယ်လက်ရှိ KNU အုပ်ချုပ်ရေးအကောင့်ထဲပေါ်နေတဲ့နေရာအသစ်တွေကတော့ဖျားသုံးစုအလားတူဖားပွန်အပြင်ကရင်ပြည်နယ်တွေကတခြားမြို့နယ်တွေထဲမှာလည်းရှိနေတယ်လို့ပတိုစောတော်နီက BBC ကိုရှင်းပြပါတယ်။အခုလိုကရင်ပြည်နယ်တွေကအခြေအနေတွေနဲ့ပတ်သက်လို့ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူဦးစောခင်မောင်မြင့်တုံ့ပြန်ပြောဆိုတာကရသူကိစ္စနဲ့ပတ်သက်ရင်တော့ဒီအုပ်ချုပ်ရေးဌာနတွေကတော့ပုံမှန်ပဲဆက်သွယ်ဆောင်ရွက်တဲ့ရှိနေတာတော့သိရတယ်။အဲ့ဒီမြို့ပေါ်မဟုတ်ဘူးနဲ့ဖျားသူစုပတ်ဝန်းကျင်တွေကတော့ဘယ်လိုရှိလဲဆိုတော့မပြောနိုင်ဘူး။အဲ့ဒါကျုပ်ရှောင်တာတွေတော့ရှိကောင်းရှိမယ်ဒါပေမဲ့ရုံးကတော့ဒီအုပ်ချုပ်ရေးဌာနတွေကတော့ဖွဲ့စည်းဖို့ဖြစ်ရှိနေပါ။အပုံတစ်ခုပဲနည်းနည်းလေးတမန်ဆက်သွယ်ရေးရပြတ်တောက်နေတာပဲရှိတယ်။စစ်တပ်ကအာဏာသိမ်းပြီး2နှစ်ကျော်အကြာမှာ KNU အနေနဲ့ကရင်ပြည်နယ်ထဲသာမကနေပြည်တော်အနီးပြင်းမနာနယ်စပ်ကနေမြန်မာနိုင်ငံအောက်ပိုင်းတနင်္သာရီတိုင်းလေညာပုတ်ပြင်းစတဲ့နေရာတွေအထိစိုးမိုးမှုရှိလာတယ်လို့ပတိုစောတော်နီက BBC ကိုရှင်းပြပါတယ်။ဒါအပြင်ပဲခူးညောင်လေးပင်နဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးနာအထိတိုက်ခိုက်စိုးမိုးနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့သူကဆက်ပြောပါတယ်။အခုလ9ရက်နေ့မနက်စောပိုင်းတုန်းကလည်းရန်ကုန်မန္တလေးအမြန်လမ်း162မိုင်မှာတပ်ဆွဲထားတဲ့စိတ်ဖူးတောင်စခန်းကို KNU PDF အဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။